တရားကိုရရင်ရပြန်ရရင်ဆုံးပြီးသွားမှာပါတန်ဖိုးတွေရှိမှချစေပြောင်းလို့မောင်းထုတ်သွားမှာပါနိုင်ရရင်ကရင်ကမယ်နိုင်ရရင်တွေးရရဲ့နေမှာပိတ်ထားတဲ့နာတွေကအကုန်လုံးအော်ပြောမှကြပါပါအာနာရှင်မောင်းထုတ်ကြမယ်လို့ရှိဒီလူတွေကကွက်ကြမယ်လို့ရှိတန်ဖိုးတွေတို့သူပြီးအနန္တရာတွေ့ရင်မို့လို့ဒီအာနာရှင်မောင်းထုတ်ကြမယ်လို့ရှိဒီလူတွေကကွက်ကြမယ်လို့ရှိတန်ဖိုးတွေတို့သူပြီးတရားတွေ့ရင်မို့လို့ဆန္ဒပေါ်တော့ကြမယ်အနန္တရာဘက်မှာငါတို့ရဲ့